အားလုံးပဲမင်္ဂလာပါအားလုံးကို B Guitar Channel Official ကနေကြိုဆိုပါရစေအဲ့တော့ကျွန်တော်အခုအစောတော့ခိုင်ရှိုဝါရဲ့ငေချစ်ပုံပြီးဆိုတော့ရှင်းလေးရဲ့ intro ချိုလေးကိုတပုတ်ပေါ့နော်ကျွန်တော်အခြေခံဂီတဝါဒနာရှင်အတွက် tutorial လုပ်ပေးမှာဖြစ်တယ်အဲ့တော့ဒီရှက် key B နဲ့တီးတာဖြစ်တယ်ပေါ့နော် original ကဒါမဲ့ကျွန်တော်အခြေခံဂီတဝါဒနာရှင်အတွက် key C နဲ့ကျွန်တော်တီးပြမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဘာကိုအခြေခံပြီးတီးပြမလဲဆိုတော့ကျွန်တော်ရှေ့မှာ key C ရဲ့ do re mi fa sol la ti အနိတံအလတ်တံအမြင့်တံကျွန်တော်ဗီဒီယို3ပုတ်တင်ပေးထားတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုအခြေခံပြီးကျွန်တော်ရှင်းပြမှာဖြစ်တယ်ဖြည်းဖြည်းချင်းတင်ပြဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခြေခံဂီတဝါဒနာရှင်တွေလည်းsolo စတီးမီဆိုတော့အယုံဆုံးအခြေခံ do re mi fa sol la ti အနိတံအလတ်တံအမြင့်တံကိုတေးတေးကွယ်ကွယ်လေးပေါ့နော်မြန်မြန်လေးချင်းထားရင်တော့ပိုအဆင်ပြေတာပေါ့နော်ပြီးမှကျွန်တော်ဒီ solo ပိုင်းလေးကိုအရင်မခက်တဲ့ဟာလေးပေါ့နော်အလုံးချေတဲ့ဟာလေးတွေကျွန်တော်နိုင်ရောအောင်နားထောင်ပြီးမှကျွန်တော်ဖြည်းဖြည်းချင်းရှာတီးတော့အဆင်ပြေလာမယ်အဲ့တော့ကျွန်တော်အရှိမဗီဒီယိုတင်ပေးထားတဲ့အနိတ်တံကတော့ do re mi fa sol la ti do ဟုတ်နော် do re mi fa sol la ti do ဟုတ်နော်ပြီးရင်အလတ်တံကတော့ do re mi fa sol la ti do ဟုတ်နော် C do re mi fa sol la ti do ပြီးရင်အမြင့်တံ do re mi fa sol la ti do ဟုတ်နော်ဒီမှာတော့ do re mi fa sol la ti do အဲ့လိုမျိုးကျွန်တော်ရှေ့မှာဗီဒီယို3ပုတ်တင်ပေးထားတယ်အဲ့တော့ကျွန်တော်ဒီ solo လေးကိုစကြည့်အောင်သူ့ရဲ့ melody ကဘယ်လိုလဲဆိုတော့တန်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 ဟုတ်နော်အဲ့ဒါကိုတီးကြည့်အောင်ဒီ so ကတော့အနိတ်တန်လေးမှာပါဘောနော် so do re mi mi re mi mi re mi so mi do re mi mi re mi so mi do ဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်မယ် so ကတော့ low တန်ပေါ့နော် do re mi fa so ပြီးဒီနောက်ပိုင်းဟာကတော့အလတ်တန်ဖြစ်တော့ပေါ့နော် so do re mi mi re mi so mi do re mi mi re mi so mi do ကျန်တဲ့ဒီတလုံးကနဲ့လွဲပြီးအခုလုံးကအလတ်တန်ထဲမှာပါသွားတယ်အဲ့ကျွန်တော်အဲ့ဟာဝေးဖြည်းဖြည်းချင်းပြန်တီးပြမယ် so do re mi mi re mi mi re mi so mi do ဟုတ်နော် re mi mi re mi so mi do ဟုတ်နော်ပြန်ပြမယ် so do re mi mi re mi mi re mi so mi do re mi mi re mi so mi do ဟုတ်နော်အဲ့ဒါတစ်ဖြန့်ပြီးပြီးနောက်တစ်ဖြန့်တော့တီးလုံးကတော့အတူတူပဲဒါပေမဲ့အနဲ့အမြင့်ကွဲသွားတာပေါ့နော်ဟုတ်ပါနော်တီးပြမယ်ဒါကတော့ so ပေါ့နော်ဒါကတော့အလတ်တန်ပေါ့နော် so ဒီ so ကနဲ့လွဲပြီးအောက်ပိုင်းကအကုန်လုံးကအမြင့်တန်ဖြစ်သွားပြီ so do re re mi mi re mi mi re mi so mi do re mi mi re mi so mi do ဟုတ်နော်ဘာလို့အဲ့လိုတွားလဲဆိုတော့ဒီ do re mi fa so do re mi fa so ဟုတ်နော်အမြင့်တန်ပေါ့နော်ပြန်ပြမယ် so do re re mi mi re mi mi re mi so mi do ဟုတ်နော် re mi mi re mi so mi do fa mi နောက်ဆုံးမှာ fa mi နဲ့ဆုံးတာ fa mi do re mi fa fa mi ဟုတ်
နော်ပြန်ပြမယ် so do re re mi mi re mi mi re mi so mi do re mi mi re mi so mi do ဒုတိယပိုင်းကတော့အမြင့်တန်နဲ့ပေါ့နော် high တန်နဲ့တီးသွားတာပေါ့နော်ဒီပထမပိုင်းကတော့အလက်တန်နဲ့တီးတာဒါပေမဲ့သူ့မှာဟိုပါပေါ့အနိတ်တန်ကဆိုတလုံးပဲပါတယ်ပြီးရင်တောက်လျှောက်အလက်တန်နဲ့တီးသွားတယ်ပြီးဒီဒုတိယအဖြတ်မှာဆိုကအလက်တန်တလုံးပဲပါတယ်နောက်ပိုင်းမှာအကလုံး high တန်နဲ့တီးသွားတာပေါ့နော်အဲ့တော့ကျွန်တော်အစဆုံးတစ်ခေါက်တီးပြမယ် so do re re mi mi re mi re mi so mi do re mi mi re mi so mi do ဟုတ်နော်ပြီးရင်ဒီမှာနောက်နေရာပြောင်းမယ် so do re re mi mi re mi mi re mi so mi do re mi mi re mi so mi do နောက်ဆုံးမှာ fa mi နဲ့ဆုံးတော့တာ fa mi ဟုတ်နော်အဲ့တော့အခုကကျွန်တော် key C နဲ့ပြပြီးပြီပေါ့နော်အဲ့တော့ကျွန်တော် key B နဲ့တစ်ခေါက်တီးပြမယ်တို့ကတော့ C ကဒီမှာဆိုတော့ဘယ်လိုပြောမလဲရှစ်တစ်ခွက်တဲလိုက်တာပေါ့တစ်ခွက်လည်းရှစ်ကြိုလိုက်တာရှစ်တဲလိုက်တာတီခွက်ပုံစံရှင်ကအတူတူပဲဒေါ်ရမီဖာဆိုလာတီဒိုပြီးခုန C ကဒီမှာစနစ်မှာဒါပေမဲ့ B ကရှေ့မှာဆိုတော့တစ်ခွက်ရွှေ့လိုက်မယ်စတိမှာဖြစ်သွားတယ်ဒေါ်ရမီဖာဆို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 ဟုတ်နော်အဲ့တော့ပြန်တီးပြမယ် B နဲ့ so do re re mi mi re mi mi re mi so mi do re mi mi re mi so mi do အဲ့လိုပဲနော်ပြီးဒီမှာဆက်တကွက်မှာဟို high တန်တော့တာပေါ့ so do re re mi mi re mi mi re mi so mi do re mi mi re mi so mi do နောက်ဆုံးမှာ fa mi ဟုတ်နော်တစ်ခေါက်ပြန်ပြမယ်ဒါ key B ပေါ့နော်ဒီဟာတော့ key B နဲ့ပြတာအရှေ့ပိုင်းမှာကျွန်တော် key C နဲ့ပြတာနော်အဲ့တော့ဒီဗီဒီယိုလေးကိုအစဆုံးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုအတိလေးကိုလည်းကျွန်တော်တို့စောင့်မျှော်ရင်းနဲ့ follow subscribe လေးနဲ့ sharing နဲ့အားပေးနဲ့နောက်ဗီဒီယိုအတိမှာကျွန်တော်ပြန်ဆုံရအောင်အားလုံးကိုကျေးဇူးတင်နေ bye bye